အရှင်ကုန်တက်တာစီမဲ့အဒီရွယ်လီးဖြက်နီ73မျိုးချိန်ငါးပွင့်အဆင့်ရှိတဲ့ဇပူမူကြီးတွေတော့မပြောပြဘူးတဲ့အရှင်ကုန်တက်တာပြီးအမြင်နာစီမဲ့လီးဖြက်နီလန်းကောင်းလေးတွေကိုမျှဝေပေးခြင်းပါတယ်ခင်ဗျာတိခေါ်ပြီးတော့ကိုလက်နဲ့တရွက်ရှင်းခွာမနေပါနဲ့တော့ဒုတ်ချောင်းတစ်ချောင်းကိုခေါ်ပြီးတော့လဲတဲ့စိုက်ထည့်လိုက်ပါကြည့်ရင်ဘေးကနေလိရှာလိုက်ရုံပါပဲခင်ဗျာမျက်ချမ်းယုံတဲ့မကပဲခံရတာလေအရန်အဆင်ပြေပါတယ်နှစ်ငါဟင်းချက်တဲ့အခါအနှစ်တွေငါးတဲ့ဆင်းဝင်ပြီးအရသာရှိအောင်ငါးရက်ကူတဲ့ပေါ်မှာဓာတ်နဲ့အဆောင်လိုက်ရာလေးတွေပေးပါမတီးသေးတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကိုတေချာပြန်ကြည့်ပြီးလိုက်လုပ်ကြည့်ပါနော်တူတခွားသည်ကိုအတုံးတေးလေးတွေလိချင်ရင်ပထမဆုံးအလျားလိုက်လေးစိတ်ခွဲလိုက်ပါပြီးမှတပြိုင်နက်တည်းစောင်းလိလိုက်ရင်အချိန်ကုန်သက်သာပြီးတပတဲ့တခွားသည်အတုံးလေးတွေရမှာပါလေးမုံငင်းရွက်အလားစင်နေမုံငင်းရွက်အဖြူပိုင်းကိုအလဲကခွဲပြီးရင်တော့ဓာတ်နဲ့ပပားလေးတွေရှစ်ပေးပါရီထဲစိန်လိုက်ရင်လှပတဲ့ပန်ပွင့်လေးတွေလိုခေါညွတ်သွားပြီးအတုပ်ပေထဲမှာအလားစင်ဖို့အကောင်းဆုံးပါပဲခင်ဗျာကျက်တွန်နီလေးရင်မျက်ရည်ကျလို့စိတ်ညစ်နေပါတလားအရင်ကမခဲ့ပေးထားပြီးအရင်ဆုံးအစင်းလိုက်လိပါပြီးရင်ကန့်လန့်ပြက်ပြန်လိပါဒီနည်းကမြန်ဆန်ပြီးမျက်စိဆက်တာကိုလည်းတတ်တာစီပါတယ်ရှောက်အမှုကိုအထုပ်ထဲကနေအကုန်ထုတ်မနေပါနဲ့အရင်ဖြတ်ထုတ်လိုက်ပြီးမှအတုပ်ထဲမှာပဲထားပြီးလှီပါမူရီဟူဒီပြန်ကျဲမနေတော့ပဲတတ်ရှင်းနဲ့လှီရတာရွယ်ကူးစေပါတယ်ခွန်ဂျုံပတိတီတွေကိုစီချလိုက်ပြီးအပေါ်ကနေလက်နဲ့ဖိထားပါပြီးမှစောင်းနေလိုက်ရင်တခုချင်းလှီနေရတဲ့အချိန်ထက်အများကြီးတစေပြီးစီးကတ်တာတွေလည်းလက်မပေးတော့ပါဘူးရှစ်အာလူကိုပထမဆုံးအတုံးနိုင်လှီပြီးရင်တော့အလွာပပလေးတွေထက်လှီပါအဲ့ဒီနောက်အရှက်လေးတွေကိုစောင်းချောင်းလေးတန်းစီပြီးပြန်လှီလိုက်ရင်ဆိုင်မှာရောင်းတဲ့အာလူချောင်းကြော်တွေလိုလှပတဲ့အာလီချောင်းလေးတွေရပါပြီကိုပဲပြအရှက်ကိုခောက်ပြီးဓာတ်နဲ့စိတ်လေးတွေလှီပေးပါပြီးရင်ခောက်ထားတာကိုပြန်ဖြည့်ပြီးလိမ့်လိုက်ရင်လှပတဲ့ကဏ္ဍမှာပန်းပွင့်ပုံစံပဲပြပွင့်လေးရလာပါလိမ့်မယ်အဲ့ဒီလာရင်အလားစင်ဖို့အလွန်သင့်တော်ပါတယ်ခင်ဗျာ30အသားကိုခဲနေတော့မှပဲလိပါဒီနီးကအသားလာတွေကိုအထူးအပန်းညီညာစေပြီးပလလေးတွေရဖို့အလွယ်ကူဆုံးနီးလန်းပါပဲ17မိုးတွေကိုတခုချင်းလိမနေပါနဲ့မိုးတွေကိုဒုတ်တချောင်းထဲမှာအတန်းလိုက်စိုက်ခဲ့လိုက်ပြီးမှကြပြိုင်းနဲ့ထဲလိလိုက်ပါမြန်ဆန်ပြီးအရွယ်စားလဲညီညာစေမှာပါ12ဘူးဒီလိတဲ့အခါတလဲစီလိပြီးတဲ့နီလန်းကိုတုံးပါဒီလိုလိထားတဲ့ဘူးဒီဟာဟင်းချက်စုပ်ပြုတ်လို့ပူပြီးရတာရှိတယ်လို့မြင်ရတာလဲဆွဲဆောင်မှုရှိပါတယ်ခင်ဗျာ73ရောင်းစုံအမြင်လိနေကြက်တုံမိတ်မယုတ်သီးအနီနဲ့ကြက်တုံပြူအမြင်လေးတွေကိုစုပြီးလိပါဒါဆိုရင်ဟင်းပွဲတွေရဲ့အပေါ်ကနေအုပ်ဖို့အတွက်အယောင်ဆုံးပြီးလှပတဲ့အမြင်လေးတွေရရှိမှာဖြစ်ပါတယ်ဒီလိုနီလန်းကောင်းလေးတွေကိုတိထားရင်မိဖို့ကြောင့်ထဲမှာအချိန်ကုန်သက်သာပြီးဟင်းချက်ရတာပူပြီးပျော်တရားကောင်းလာမှာပါခင်ဗျာဒီစဉ်ရှက်ပြုတ်နီးဗီဒီယိုလေးတွေကိုတင်ပေးထားမှာဖြစ်လို့ဖေးလေးကို follow လုပ်ပေးကြရပါအောင်ခင်ဗျာ